ဒါပေမဲ့သူကတော့အခြေအနေတွေအများကြီးပြောင်းလဲသွားပြီဆိုတာကိုလုံးဝမသိခဲ့ဘူးအထူးသဖြင့်ဒီလက်ဆက်တဲ့တတိဝလန်လက်ကားဈေးကွက်မှာအကြီးဆုံးပေးသွင်းသူကသူကိုယ်တိုင်ရွာကနေနှင်ထုတ်ခဲ့တဲ့ကျွန်တော်ဖြစ်နေမယ်ဆိုတာကိုသူပိုလို့တောင်မသိခဲ့ပါဘူးထိုနေ့မနက်ရန်နံလက်ဆက်သောထွက်ကုန်ဈေးကွက်မှာလူတွေနဲ့စီကားနေကြတဲ့ချင်မန်ကန်းဟာဖုံတော်တဲကလာရတယ်လို့ပုံစံမျိုးနဲ့အယောင်းဝယ်ခန်းမလဲမှာမတက်ရရင်စူပါမားကတ်တစ်ခုကဝယ်ယူရေးမန်နေဂျာရဲ့လက်ကိုအတင်းဆွဲထားပြီးနှိမ့်ချစွာတောင်းပန်နေပါတယ်မန်နေဂျာမျိုးသူထေးကြီးတနာသောအားဖြင့်ဒါလေးတွေကိုဝယ်ပေးပါဦးဒါတွေကတဘာဝတိုင်းရတဲ့ရေခဲပန်းသီးတွေပါဒီနှစ်မိုးကောင်လို့နည်းနည်းသေးနေပေမဲ့ဈေးကတော့တကယ်ကိုချိုပါတယ်လို့ပြောနေရှာတယ်ဟာကျွန်တော်ကအရသာအတွက်ရောင်းတာမဟုတ်ဘူးအလေးချိန်နဲ့ရောင်းတာပါခင်များကြိုက်တလောက်ပေးပါကားတစ်စီးလုံးတောင်ယူသွားလို့ရတယ်လို့သူကဆက်ပြောပါတယ်ဒါပေမဲ့မန်နေဂျာမျိုးကအဖိုးကြီးခင်များနေရာမှာနေပြီးထင်းတဲ့တပြည်နယ်လုံးမှာအဆင့်မြင့်ဆုံးဖြစ်တဲ့ငါတို့ဈေးကိုအမိုက်ပုံများမှတ်နေသလားဒီလိုဝက်တောင်မစားတဲ့အမိုက်တွေကိုဒီဈေးတဲ့ဗမျက်နှာနဲ့ယူလာတာလဲဒါတွေကိုငါတို့စူပါမားကတ်စင်ပေါ်တင်လိုက်ရင်ငါတို့နမီပြက်ကုန်မှာပေါ့လို့ပြန်អော်လိုက်ပါတယ်ဘေးနားကဖြတ်သွားတဲ့ဈေးတီတွေနဲ့ကားသမားတွေကလည်းဝိုင်းရပြီးကဲရကြပါတယ်ဟုတ်တယ်ဒီအဖိုးကြီးကတော့ပိုက်ဆံမှတ်ပြီးယူနေပြီးအခုခေတ်ဈေးကွက်ကဘာကိုတန်မိုးထားလဲဆိုတာကြည်ဦးမျက်လုံးကိုပြူပြီးကြည့်လိုက်စမ်းအဆင့်မြင့်ဈေးကွက်ကဘာစံနှုန်းတွေတောင်းဆိုနေတယ်လဲဆိုတာလို့ပြောရင်းမန်နေဂျာမျိုးကလက်ညှိုးထိုးပြလိုက်ပါတယ်ရာမှာစက်ခရင်ကြီးပေါ်မှာအရေးသွေးမြင့်ကုမ္ပဏီမိတ်ဆက်ဗီဒီယိုတစ်ခုပြသနေပါတယ်ဗီဒီယိုထဲမှာအလိုလျောက်ရေဖြန်းစနစ်တွေကနေရောင်အောက်မှာတက်တက်ရောင်တွေထွက်နေပြီးမြေစီလွှာတိုင်းအကိုအာဟာရကျွေးနေတဲ့စနစ်တကျစိုက်ပျိုးရေးနည်းပညာတွေကိုတွေ့ရပါတယ်ဗီဒီယိုဆုံးမှာတော့ရွှေရောင်စာလုံးတွေနဲ့ချန့်ကြည်စိုက်ပျိုးရေးနည်းပညာအုပ်စုတီထောင်သူချင်းရန်ဆိုတဲ့နာမည်ကပေါ်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့ချင်မန်ကန်းဟာတကိုယ်လုံးတုံရင်သွားပြီးခြေထောက်တွေခွေကျသွားပါတယ်မန်နေဂျာမျိုးကဆက်ပြောပါတယ်တွေ့လားချန့်ရန်စိုက်ပျိုးရေးကလာတဲ့တတိတွေကမှရောက်မလောက်တာအပင်ပေါ်ကမစင်းရသေးဘူးလက်ကားသမားတွေကဈေးကောင်းပေးပြီးဝယ်ထားကြတာခင်များရဲ့ဒီမိုက်ကား၃စီးကတော့အလာကားပေးရင်တောင်ဘယ်သူမှမယူဘူးအဲ့ဒီနောက်မန်နေဂျာမျိုးဟာဖားရတဲ့အပြုံးမျိုးနဲ့ခဲကဆွေးနွေးပွဲခန်းမစီကိုအပြေးလွှားသွားပါတော့တယ်အဲ့ဒီမန်ခန်းထဲမှာဝတ်စုံပြည့်ဝတ်ထားတဲ့သူထေးကြီးတွေဝိုင်းထိုင်နေကြပြီးအလဲကထိုင်ကုန်မှာထိုင်နေတာကတော့ကျွန်တော်ပါပဲရုပ်ရုပ်တဲတဲဖြစ်နေတဲ့လူအုပ်ကြားထဲကနေချင်မန်ခန်းရဲ့မျက်လုံးတွေကကျွန်တော်စီကိုရောက်လာပါတယ်ကျွန်တော်သူ့ကိုအောင်နိုင်သူလိုပြောမပြတယ်လို့ဒေါသတကြီးနဲ့လည်းမဆွဆွဲပါဘူးလမ်းဘေးကဖုံမှုလေးတစ်ပွင့်ကိုကြည့်တယ်လို့ပဲတည်ငြိမ်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ရုံပါပဲချင်မန်ခန်းရဲ့နှုတ်ခမ်းတွေတုံရင်လာပြီးရင်ဘက်ကိုဖီးရင်အသေးကွဲမတက်အော်ဟစ်ကပုတ်စော်နန်နေရဲ့ပန်းတီးပုံတွေကြားထဲကိုလဲကျသွားပါတော့တယ်နောက်ပိုင်းမှာချင်မန်ခန်းဟာလေဖြတ်ပြီးအိပ်ရာထဲလဲသွားပါတယ်သူတို့ရွာကလူတွေဟာလူရန်ကုမ္ပဏီရဲ့အကျွေးတောင်းဖွဲ့နဲ့တရားရုံးစင့်ခေါ်စာတွေကြောင့်အကျက်ရိုက်နေကြပါတယ်ပိုက်ဆံ9သိန်းမပေးနိုင်ရင်သူတို့ရဲ့စိုက်ပျိုးမြေလုပ်ပိုင်ခွင့်တွေကိုပေးအပ်ဖို့အတင်းကျပ်လက်မှတ်ထိုးခိုင်းနေပါတယ်ရွာသားတွေဟာမျောလင်းချက်မဲ့စွာငိုကြွေးနေကြပါတယ်မြေယာကိုဆုံးရှုံးရမှာကသူတို့ရဲ့အသက်စီဝါကိုနှုတ်ယူခံရတယ်လို့ပါပဲနောက်ဆုံးမှာတော့တခြားနဲ့လည်းမရှိတော့တဲ့အတွက်ရွာသားကိုယ်စားလှယ်တွေဟာကျွန်တော်ရဲ့ကုမ္ပဏီရှေ့ကိုလာပြီးဒူးထောက်တောင်းပန်ကြပါတော့တယ်ချင်းရန်လေးငါတို့မားသွားပါပြီချင်မန်ခန်းနဲ့ဟိုကုမ္ပဏီရုပ်ကြောင့်ငါတို့ဘဝပြတ်ပါပြီမင်းမဲငါတို့ကိုကယ်နိုင်တော့တယ်လို့ရွာသူကြီးကမျက်ရည်ဆက်လက်နဲ့ပြောရှာပါတယ်ကျွန်တော်ပြတင်းပေါက်ကနေငုံကြည့်လိုက်တဲ့အခါကတရလမ်းပေါ်မှာဒူးထောက်နေတဲ့ရွာသားတွေကိုမြင်ရပါတယ်သူတို့ရဲ့လောဘဟာလက်တွေ့ဘဝရဲ့ရိုက်ချက်အောက်မှာပြဖြစ်သွားခဲ့ပါပြီကျွန်တော်ပြင်ကိုထွက်သွားတဲ့အခါရွာသူကြီးကငါတို့ကျွဲလို့နွားလို့အလုပ်ကျွေးပြပါမယ်မြေလေးကိုပဲကာကွယ်ပေးပါလို့ထပ်တောင်းပန်ပါတယ်ကျွန်တော်ကရွာသူကြီးအရင်ကကျွန်တော်ကိုလက်မှတ်ထိုးပြီးနှင်ထုတ်ခဲ့တုန်းကကျွန်တော်ပြောခဲ့တယ်လေကိုစိုက်တာကိုရိတ်သိမ်းရမှာပဲလို့ခင်များတို့ရဲ့လောဘကြောင့်ရွာရဲ့အသက်သွေးကြောကိုလူလိန်တွေလက်ထဲအပ်ခဲ့ကြတာဒါပေမဲ့ဒီမြေဟာကျွန်တော်ဘိုးဘွားတွေရဲ့မြေဖြစ်တယ်လို့ကျွန်တော်ကိုမွေးထုတ်ပေးခဲ့တဲ့ရွာပါဒါကြောင့်လူလိန်တွေကရွာကိုဝါးမြို့သွားမှာကိုတော့ကျွန်တော်ကြည့်မနေနိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်ဟာရှေ့နေဖွဲ့တွေနဲ့အတူရွာကိုပြန်သွားပြီးလူရန်ကုမ္ပဏီရဲ့အကျွေးတောင်းဖွဲ့ကိုရင်ဆိုင်ပါတယ်သူတို့ရောင်းခဲ့တဲ့စက်ပစ္စည်းတွေဟာအတူအပတွေဖြစ်ကြောင်းလိန်လည်မှုတွေရှိကြောင်းသက်သေပြပြီးသူတို့ကိုရွာကနေမောင်းထုတ်လိုက်ပါတယ်ရွာသားတွေဟာဝမ်းသာလုံးလို့ငိုကြွေးပြီးကျွန်တော်ကိုကျေးဇူးတင်ကြပါတယ်ဒါပေမဲ့ကျွန်တော်ကပရာဟိတလုပ်နေတာမဟုတ်ဘူးစီဝါရေးသမားပါအခုကစားပြီးရွာရဲ့စီကန်းတွေကိုကျွန်တော်ပဲတတ်မှတ်မယ်ရေကုန်ကိုဈေးကွက်ပေါက်ဈေးတိုင်းကောက်မယ်ပြီးတော့ကျွန်တော်ရဲ့စိုက်ပျိုးရေးကွင်းဆက်ထဲမှာပါဝင်ခြင်းရင်ကျွန်တော်တတ်မှတ်တဲ့စံနှုန်းတိုင်းစိုက်ရမယ်ပိုးသက်ဆေးနဲ့တက်မြေကစားတွေကိုစီကန်းမဲ့မတုံးရဘူးအစ်စ်မီတဲ့တတိတွေကိုထုတ်လုပ်ရင်ကျွန်တော်ကဈေးကွက်ထက်20%ပိုပေးပြီးအကုန်ဝယ်မယ်လိန်တဲ့သူရှိရင်ချက်ချင်းထုတ်ပစ်မယ်လို့ပြက်သားပြအော်လိုက်ပါတယ်ဒါဟာသူတို့ကိုတနာပြတာမဟုတ်ပဲအမှန်တကယ်လေးစားမှုပေးတာဖြစ်တယ်လို့ရေရှည်တည်တတ်မဲ့လမ်းစဉ်လည်းဖြစ်ပါတယ်၃နှစ်ကြာတဲ့အခါမှာတော့အဲ့ဒီရွာလေးဟာလုံးဝပြောင်းလဲသွားပါတယ်တောင်ကုန်းတွေပေါ်မှာစနစ်တကျစိုက်ပျိုးထားတဲ့တတိချန်တွေနဲ့စီကားနေပြီးရွာသားတွေရဲ့ဝင်ငွေဟာလည်း90လောက်တိုးလာပါတယ်မြို့တက်အလုပ်လုပ်တဲ့လူငယ်တွေလည်းရွာကိုပြန်လာကြပါတယ်ရွာဝင်မှာတော့ရေတောက်ရင်မြဖျားကိုတတိယပါယုံကြည်မှုကိုတိဆောက်ပါဆိုတဲ့ကြောက်စာတိုင်လေးကိုရွာသားတွေကစုပေါင်းစိုက်ထူထားကြပါတယ်